မင်္ဂလာပါရှင်သမီးကတော့ IIT College ရဲ့ Science Program First Term မှာပညာသင်နေတဲ့မမြင့်မြတ်သူသာဖြစ်ပါတယ်ရှင် IIT College ကိုတက်တော့ပို့ချက်ခွအနေတည်ခဲ့ပြီးတော့တရားဖြစ်ခဲ့တာပါရှင်တလားတော်လောက်ရှိပါပြီရှင်ကျောင်းထဲအနေဆုံးအဆောင်ကိုဆင်ပေးထားတဲ့အတွက်ကြောင့်မလို့လမ်းလျှောက်သွားမယ်ဆိုရင်တော့10မိနစ်လောက်ပဲကြာပြီးတော့အခက်အခဲမရှိကျောင်းဝင်ရောက်ရှိနိုင်ပါတယ်ရှင်။ဆောင်းမနေပြီဆိုရင်တော့အဓိကကတော့ကိုယ်စင်လေးဖြစ်လာမယ်။ကိုယ်မှာကိုနေလို့ပဲအဆောင်စည်းကမ်းချက်လေးလိုက်လာပြီးတော့ဆောင်းလူချင်းချင်းနေတူချစ်ခင်နေရတာလေးတွေနဲ့ဆောင်းမှုကိုယ်တိုင်ကလည်းကျမ်းမာရေးအစားဆောင်းချမှုတွေပေးတဲ့အတွက်ကြောင့်မလို့အခက်အခဲမရှိပြပြရှင်ညသိနိုင်ပါတယ်ရှင်။သမီးတို့မျိုး IT ပညာကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက် IIT College ကနေဖိတ်ခေါ်ပါတယ်ရှင်။